သူလုပ်သွားတဲ့ City ကြောင့်ကိုလုံးရတော့မယ်အာဆင်နယ်မန်စီးတီးကတော့အဆင့်15ကလစ်ယူနိုက်တက်ကိုအနိုင်ယူပြီးအဆင့်1မှာရပ်တည်နေတဲ့အာဆင်နယ်ကို2မှတ်အကွာနဲ့ဆက်လက်ဖိအားပေးခဲ့ပါတယ်။စနေနေ့ည12နာရီတိမှာကစားခဲ့တဲ့လစ်ယူနိုက်တက်နဲ့မန်ချက်စတာစီးတီးတို့ရဲ့ပွဲစဉ်မှာတော့မန်ချက်စတာစီးတီးအသင်းကလစ်ယူနိုက်တက်ရဲ့အိမ်ဝင်အယ်လန်ရော့မှာအန်တိုနီစီမန်ညိုရဲ့တလုံးသေးသောဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီပွဲမှာမန်ချက်စတာစီးတီးကပုံစံကောင်းမပြသနိုင်ခဲ့ပေမဲ့လိုအပ်နေတဲ့နိုင်ပွဲကိုဖော်ဆောင်နိုင်ခဲ့ပြီးတော့အာဆင်နယ်အသင်းကိုလည်းဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။ဒီကနေ့ည7:00နာရီအချိန်မှာတော့ Manchester City ရဲ့အမှတ်ပေးဖလားအတွက်အဓိကပြိုင်ပွဲဖြစ်တဲ့ Arsenal အသင်းဟာ Chelsea အသင်းနဲ့ London Derby ကစားသွားဖို့ရှိနေခဲ့တာဖြစ်ပါတယ်။နီးပြသစ်လက်ထက်မှာ Chelsea အသင်းဟာ Arsenal နဲ့2ကြိမ်ကစားခဲ့ပြီး2ကြိမ်လုံးကိုရှုံးနိမ့်ထားခဲ့ပါတယ်။ဒီကနေ့ညမှာ Arsenal အသင်းနိုင်ရရှိမှသာ Manchester City ရဲ့လိုက်လံဖိအားပေးမှုတွေကိုအတန်အသင့်ရှော့ချနိုင်မှာဖြစ်တဲ့အတွက်ကြောင့် Arsenal အသင်းရဲ့အိမ်ဝင် Emirates မှာ Chelsea အသင်းကိုဘယ်လိုအခမ်းကစားသွားမလဲဆိုတာကိုတော့ဒီနေ့ညဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်